အဖွဲနာမည်ဘာကြီးလဲဩဗျာဆန်းလိုက်တာဗျာ မပြောဘူးအခွင့်နာမည်ကမပြော ဩအဖွဲနာမည်မပြောကဲစပြီ နည်းခွဲဆိုတော့ ဘယ်ဖက်ဆိုအေးစေးစေး ကွန်ဖီဒန့်နေရတော့နော်စိုးဟိုက်နေရနော် နားထောင်ကြ ကြည့်ကြတယ် ကဲကြည့်ကြသေးတာဗော နော်ဘေးရန်တိုက်နေပြီ နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ clock start နှိပ်ပြီးဆိုတာနဲ့10စက္ကန့်တတ်မှတ်ပါပြီနော်ရီးစားစကားစပြောခံရတဲ့အချိန်မှာခံစားတဲ့ခံစားချက်နေဦးနေဦးခံစားချက်လေးပြောပြဘာကြီးလဲ ရှင်ဖို့လိုက်မော်ဘလို့ပြောလဲရှင် ရှင်းဖို့ amazing amazing ဟုတ်ကဲရှင်းဖို့လိုက်မော amazing ကဲအဲ့ဒါရှက်ပါရှက် ကြီးပဲကြီးပဲ ကဲဒီလိုမိကုန်းနေရကြတော့ကျွန်တော်စိတ်ခံစားချက်မိကုန်းနေဖြစ်တဲ့အတွက်ကြောင့်10စက္ကန့်အတွင်းမှာအမြန်ဆုံးဖြစ်နိုင်တဲ့သူကမှန်မှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်လည်းဒါ10စက္ကန့်အတွင်းမှာရှင်းဖို့လိုက်မော amazing ready ပဲဆိုလို့ရှိရင်တော့ရီးပြပါရီးလိုက်ပါပြီရီးပြတယ်ဒီမှာလေးဘဘမှာဘထုတ်ပြပါနော် မောင်လေးစကားတဲ့ရန်လို့ဖြစ်တာက ဘာလဲဆောင်းရတော့ထောက်စီတာပါ မောင်လေးစကား ဝါ ဝါ ရေခဲကြောင်ရေခဲကြောင်ဝါရေခဲကြောင်ဝါရေခဲကြောင်ရေခဲကြောင်နဲ့ ကျက် အော်ချောင်းနဲ့ပြောပြ ကျက်တောင်မှန်လေကြောင် ဂျိုးကြအေးဂျိုးကြတောင်မှခတ်တာ မယ်သွားလည်းမ တော့ဘောသေးတော့ သွား အေး ညုံလေး အဲ့ဒါက တူတယ်ပို့တူမိသလားလို့ congratulations ပါ Congratulations ညီမလေး thank you oh wow ဒီဘက်တစ်ဖက်ကစုံနေအဲ့ဒါကြောင့်